ကိုယ့်ရဲ့စနစ်တွေပေါ်မူတည်ပြီးတော့လည်းပစ္စည်းစင်းကိုင်းညီကအရင်ရေးကြည့်တယ်အခုပြည်ထဲမှာတွေ့ရတဲ့စေရင်းမှန်တဲ့ကိုတောင်တွေပြဿနာကဘာလဲဆိုရင်အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကိုတောင်တွေမှာရှိတဲ့ composite နဲ့ပတ်သက်တဲ့ inventory accuracy အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ် inventory accuracy ကလုပ်ငန်းတစ်ခုရဲ့အသက်ပဲတနည်းအားဖြင့်ကိုတောင်တစ်ခုရဲ့အသက်သွေးကြောပဲကိုယ့်ရဲ့စေရင်းထဲမှာဘယ်လောက်ရှိတာအဓိကမကြောက်အဲ့ဒီစေရင်းနဲ့အတူအပြင်မှာက physical ပစ္စည်းတွေဘယ်လောက်ကိုင်းညီနေလဲအဲ့ဒါအဓိကကြတော့အဖွဲ့သားတွေအားလုံးက data ထဲမှာမြင်နေရတဲ့ပစ္စည်း number တွေစည်ရင်းတွေကိုယုံကြည်နေဖို့လိုတယ် data ထဲမှာပစ္စည်းခုတရားပြတယ်အပြင်မှာ95ခုပဲ share ဆိုရင်အဲ့ဒါမယုံကြည်ရတော့အဲ့ data မှန်ကန်တော့ဒီနေ့မှာတော့ကျွန်တော်ကကိုတော်အတွက်အရင်ရေးကြည့်တဲ့ inventory accuracy ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်6ချက်ကိုမိတ်ဆွေတို့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ် composite number တွေ model number တွေ SKU တွေဒါတွေကိုတသက်မှတ်တဲ့ဖြစ်အောင် standardize လုပ်ဖို့ဖြစ်တယ်ကျွန်တော်ပြည်ရင်းကိုတော်တွေကိုတွားရောက်ကြည့်ရှုတဲ့အခါမှာနံပါတ်1အမှားအဲ့ဒါပဲနိုင်ငံတကာမှာပစ္စည်းနဲ့ပတ်သက်ရင်ကျွန်တော်တို့က stock keeping unit လို့ခေါ်တဲ့ SKU ပဲအတည်ယူကြတာအဲ့ဒီနံပါတ်ကိုပဲတောက်လျှောက်သုံးကြတာပေါ့နော်ဒီမှာလုပ်ငန်းတွေက item number product number model number အစရှိသဖြင့်အခေါ်အဝေါ်တွေအများကြီးကွဲပြားသလိုအသုံးပြုတဲ့ပုံစံတွေရတယ်တူကြအောင်ထို့သဖြင့်ပို့ဆိုတာကအဲ့ဒီပစ္စည်းတွေကို supplier ကရတဲ့အတိုင်းနာမည်တွေပေးတဲ့အခါမှာအဲ့ကိုယ့်ရဲ့နာမည်တွေနံပါတ်တွေစနစ်မကြတော့ကိုတောင်မှာပစ္စည်းကိုစေးနေကြကျင်နေဆိုရင် supplier ရှိရနံပါတ်တင်မို့ကိုယ့်အကိုပြန်ပြီး in house သုံးရတဲ့ဟုတ်တွေ in house ဖန်တီးရတဲ့အခိုက်အတန့်တွေရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်စနစ်ချရမှာ SKU တွေ code တွေ part နံပါတ်တွေဒါတွေအားလုံးစနစ်ကြသွားပြီဆိုရင်မိတ်ဆွေရဲ့ဒီပစ္စည်းစင်းရင်းတွေကတိကျဖို့ခြေလမ်းပုံနေပါတယ်ပစ္စည်းစင်းရင်းတွေ code တွေဘယ်လောက်ပဲစနစ်ကြရှိပါသေးဒါတွေအားလုံးက data မှာပဲရှိပါလိ physical ပစ္စည်းအတွက်လည်းဒီဟာတွေအားလုံးကိုင်းညီနေဖို့ရမှာစင်းရင်းနေမဟုတ်ဘူးဒီပုံးတွေဘူးတွေပစ္စည်းပေါ်မှာ label တွေလိုက်ကပ်ဖို့လိုတယ်အယူဆုံးကတော့သူ့ရဲ့ primary packaging ပစ္စည်းပေါ့နော်ပစ္စည်းကို label ကပ်ပြီးသွားတဲ့အခါမှာအဲ့ဒီပစ္စည်းရဲ့ secondary packaging ဖြစ်တဲ့အခုလိုကျမပုံးတွေသူတို့ရဲ့ package တွေမှာကျွန်တော်တို့က label ကပ်ဖို့လိုတယ်ဘာပစ္စည်းနဲ့မှဘယ်နှခုရှိတယ်ပါပြနိုင်ပို့ကောင်းတာပေါ့အဲ့လို label တွေကပ်ကြမယ်ပစ္စည်းနဲ့ပတ်သက်တဲ့ဒီပစ္စည်းကအနေဖြတ်တဲ့ပစ္စည်းလားရန်ကုန်ဖြတ်တဲ့ပစ္စည်းလားဒီပစ္စည်းက marketing ပစ္စည်းလား packaging ပစ္စည်းလားအစရှိသဖြင့်အဲ့လိုမျိုး label တွေပါနိုင်ရင်တော့ပိုပြီးစနစ်ကြတာပေါ့ကိုတော်မှာဘယ် location number ဆိုတာ complete ထားတဲ့နေရာတွေကိုပြောတာဖြစ်တယ်အခုဆိုမိတ်ဆွေတွေ့ရတဲ့အတိုင်းပဲကျွန်တော်အခုရောက်နေတဲ့ကိုတော်မှာနေရာလွတ်တွေအများကြီးတွေ့ရလိမ့်မယ်အဲ့ဒီ location number တွေကိုစနစ်ကြအောင်ထားနိုင်ဖို့ကအရင်ရေးကြည့်တယ်ကိုတော် location number တွေစနစ်ကြမှသာတစ်ခုခုရှာမယ်ဆိုကျွန်တော်တို့ကအဲ့ location ပစ္စည်းကို location နဲ့ဓာတ်ရိုက်ရှာလို့ရတာအောင်အဲ့တော့ location number ပေးတာနံပါတ်1အရေးကြီးတယ်နောက်တစ်ခုကနံပါတ်ပေးပြီးတယ်လည်းမပေးဘူးကိုပစ္စည်းစင်းရင်းမှာ data ထဲမှာရှိတဲ့ပစ္စည်းတွေရဲ့ batch number တွေထားတဲ့ဟာတွေကဒီ location နဲ့လုံးဝကိုက်ညီနေဖို့လိုတယ်မိတ်ဆွေကိုကြည့်မယ်ဆိုရင်ဒီနားမှာ location number တွေကျွန်တော်တို့ထားတာကိုတွေ့ရလိမ့်မယ်နော်ဒီမှာကတော့ကျွန်တော်စနစ်ချထားတဲ့ကိုတော်ဆိုတော့အားလုံးကိုဒီ row number ပေါ့နော် A B C D E F G H I စရှိတဲ့ row number တွေပေးတယ်ပြီးတော့တို့ရဲ့ base number တွေကျွန်တော်ပေးတယ်ပြီးတော့ level number တွေစနစ်ချအောင်လည်းပေးတယ်အဲ့ပစ္စည်းထားတဲ့နေရာအောက်မှာလည်းအခုလိုမျိုး location label လေးတွေကပ်ပြီးတော့စနစ်ချအောင်ထားတယ်ပေါ့နော်မိတ်ဆွေရဲ့ဒီ data နဲ့ physical နဲ့အများကြီးကိုင်းညီနေဖို့ကပုံမှန်ရတဲ့စစ်စစ်ဖို့လိုတယ်အဲ့ဒီခါမှာ counting လုပ်တဲ့ approach တွေ method တွေအများကြီးရှိတာပေါ့နော်ဒီမှာကျွန်တော်တို့အဓိကသုံးကြတာကတော့ ground counting နဲ့ cycle counting အဲ့ဒါတွေကိုဘယ်အချိန်မှာပုံမှန်လုပ်လို့ရှိတယ်ပြီးတော့ counting လုပ်တဲ့အခါမှာလည်းမမြင်ရဘဲနဲ့ total number ဘယ်လောက်လဲဆိုတော့မသိဘဲနဲ့ user ခိုင်းတဲ့ blind count ဆိုတဲ့ method ကိုသုံးတာလားသုံးမို့ total number တွေကိုရေးထားပြီးတော့မှ verify လုပ်ခိုင်းတဲ့ verify count တော့သုံးတာလားဒါမျိုးကိုယ့်ရဲ့စနစ်တွေပေါ်မူတည်ပြီးတော့လည်းပစ္စည်းစင်းကိုင်းညီကအရင်ရေးကြည့်တယ်အခုပြည်ထဲမှာတွေ့ရတဲ့စေရင်းမှန်တဲ့ကိုတောင်တွေပြဿနာကဘာလဲဆိုရင်သူကဒီရက်ချိန်ရှိတာပုံမှန်ရတဲ့စစ်စစ်အလေးထားမရှိဘူးကောင်းတဲ့ practice တွေမရှိဘူးအဲ့တော့သင်းတွေကမှန်ဖို့ခဲရင်တာပေါ့နော်ဒီပစ္စည်းစင်းတွေ physical ဘယ်လောက်ရှိလဲအဲ့ဒါတွေကိုစင်းသွင်းမယ်နေ့စဉ် update လုပ်မယ် transaction တွေကြည့်လို့ရမယ် software ပေါ့နော်အဲ့ဒါကိုအသုံးပြုတာအခြေခံအဖြစ်ပုံမှန် store တွေကိုတော့နေမှာဆိုရင် Excel နဲ့စလို့ရတယ်ဒီ Excel တွေကို inventory software တစ်ဖွဲ့အဝင်ထွက် transaction ပြတဲ့ပိုင်းတွေရော ledger တွေရောပစ္စည်းတွေရဲ့ master data တွေရောဒါတွေကိုချိတ်ဆက်မိဖြစ်အောင်ကိုက Excel ကျွမ်းတဲ့သူနဲ့ဖန်တီးရတာပေါ့နော်ပုံမှန်အဖြစ်တော့ကျွန်တော်ကကိုတော်နေစနစ်ကြတဲ့အခါမှာအဲ့ဒါလေးတွေကျွန်တော်တို့ setup ချပေးလေးရှိတယ် next step ကကြတော့ software တော့ပြည်တွင်းမှာက inventory နဲ့ပတ်သက်တဲ့ software ဆိုပြီးတော့လည်းရှားတယ် accounting software တွေခြား ERP software တွေမှာ inventory function ပါတယ်ပေါ့နော်အဲ့ဒီ inventory function ဖြစ်တဲ့ in out ပို့ထုတ်တာတွေဒါတွေပါတယ်ဆိုရင်ပဲဟိုစစ်ဆေးတာတွေလွယ်ကူသွားပြီအဲ့တော့မိတ်ဆွေအနေနဲ့ကအဲ့ဒီ software တွေသုံးနိုင်ဖို့လိုတယ်ကိုက next step အနေနဲ့ကအဲ့ software တွေကို data capture လုပ်ဖို့ရမှာ barcode system တွေ RFID system တွေသုံးနိုင်ရင်တော့အကောင်းဆုံးပေါ့နော်နောက်ဆုံးတစ်ခုကတော့ standard operating procedure အတူက SOP လို့ခေါ်တဲ့စံသတ်မှတ်ချက်ထားတဲ့လုပ်ငန်းစဉ်တွေရှိဖို့လိုတယ် warehouse မှာက operation တွေပဲ SOP ရှိရအောင်မဟုတ်ဘူး inventory function ကို support ပေးတဲ့ process တွေတိုင်းမှာလည်း SOP ရှိဖို့လိုတယ်ပြောရမယ်ဆိုရင်တော့ဆရာကကျွန်တော်ရှင်းပြခဲ့တဲ့ inventory counting လို့ပေါ့ inventory count လုပ်ခင်မှာဘာတွေလုပ်လဲဘယ်လို data တွေကို freeze လုပ်အောင်မလဲပြီးတော့မှ counting process ကိုလုပ်မလဲလုပ်တဲ့အခါမှာလည်းဘယ်သူကပဲစုံတွေပဲ group တွေကို count လုပ်အောင်မလဲဒါတွေစနစ်ကျထားရှိတော့မှသာ thing တွေမှန်ကန်တာပေါ့နော်အဲ့ဒီမှာဆိုရင် composite ဝင်လာတဲ့ in composite ထုတ်ပေးတဲ့ out
အဲ့ဒီ in and out တွေမှာ document control တွေပစ္စည်းအဝင်ထွက်ကိုမှစေးမှတ်တဲ့ဟာတွေအဲ့ဒါတွေကဘယ်လောက်ထိမှန်ကန်လဲပေါ့အဓိကတော့ဘင်ကတ်ဖြည့်တာတွင်းတာဒါတွေကိုနှစ်ကြလှုပ်ဆောင်စီတာကွန်ပျူတာနဲ့တွင်းတဲ့အခါမှာလည်းချက်ချင်းတွင်းတာ stock adjustment တွေပြောင်းတာပြုတာဆိုလည်းချက်ချင်းနှုတ်တာပြုတာဒါမှဒါမိတ်ဆွေရဲ့ data inventory ကလုံးဝစနစ်ကျပြီးတော့ဒီ physical inventory နဲ့သွားပြီးကိုင်နေမှာပေါ့ကိုက SOP တော့ထားပါရဲ့အဲ့ဒီ SOP ကို follow မလုပ်ဘူးစနစ်ကဒီတိုင်းပဲလူကဒီတိုင်းလုပ်တယ်ဆိုလည်းအဆင်ပြေပြန်အောင်အဲ့ဒါကို follow လုပ်မဲ့ training စီလိုတယ်เนาะအားလုံးသင်ပေးရတယ်အရင်ဆုံးပြီးတော့ခါမှာဒီ rules တွေကိုမလိုက်နိုင်ရင်ဘယ်လိုတွေဖြစ်တယ်ဆိုတော့စည်းကမ်းချက်လေးတွေလည်းကျွန်တော်တို့ထားရှိပေးရတယ်အဲ့ဒါဆိုရင်မိတ်ဆွေရဲ့ကိုတော့က data inventory နဲ့ physical inventory မှန်ဖို့အရင်အောင်နှိစက်သွားပြီကဲအခုဆိုရင်မိတ်ဆွေကကိုတော့တစ်ခုတည်းအရေးကြီးဆုံးအစိပ်ပိုင်းတစ်ခုဖြစ်တဲ့ inventory accuracy ကိုဘယ်လိုရအောင်လုပ်လဲဆိုတာသိရှိသွားပြီဖြစ်တယ် inventory accuracy ကနေရာတိုင်းအတွက်အရေးပါတယ်ဗျအဓိကတော့ inventory loss တွေတွက်ချက်တဲ့အခါမှာနိုင်ငံတကာမှာ inventory accuracy က99-100% လောက်သွားလိမ့်ရှိတယ်နော် average ကတော့98ပေါ့မြန်မာနိုင်ငံမှာကတော့အခုလိုမျိုးအစောပြပြခဲ့တဲ့စနစ်တွေအားနေတာကြောင့်80ဝန်းကျင်လောက်ပဲရှိတယ်ချုပ်ကိုတောင်းတွေဆို90%လောက်ပဲမှန်ကြတယ်အဲ့ဒါအရန်ဆိုးတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လောက်ထိ loss ဖြစ်နေလဲမတွက်နိုင်ဘူးအရှုံးမြတ်တွေကျွန်တော်သေချာမတွက်နိုင်ဘူးเนาะ sales တွေတိုင်းတာတဲ့အခါမှာလည်းအရန်အောင်ခက်ခဲရှိတယ်အဲ့တော့ဒီဟာကိုစနစ်ကြောင်လိုက်မယ်ဆိုတော့မိတ်ဆွေတက်ကနောက်ချိန်ကိုတောင်စနစ်ကြရေးအတွက်ကအထောက်အကူအများကြီးဖြစ်သွားတယ် inventory accuracy နဲ့ပတ်သက်တဲ့ knowledge ကတော့ဒီလောက်ပဲဗျမိတ်ဆွေတို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်ကျွန်တော်နောက်တစ်ခါဘယ်လိုမျိုး warehouse နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဆက်လုပ်မလဲဆိုတာဆွေးနွေးကြတာပေါ့အဲ့တော့နောက်မှတွေ့ကြမယ်